ကောင်မလေးကကြက်တကောင်ကိုပေါ့ပေါ့ပါပါစကားတခုပြောလိုက်တဲ့အခါကြက်ဟာမျှော်လင့်မထားပဲဘဲဥတလုံးဦးချလိုက်ပါတယ်အဲ့ဒါကိုမြင်တော့ကြေးရွာသားတွေအားလုံးဟာကောင်မလေးကိုမိစ္ဆာကောင်လို့သတ်မှတ်လိုက်ပြီးကောင်မလေးကိုကြေးရွာကနေမောင်းထုတ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်အဲ့ဒီအချိန်မှာကျင်နာတက်တဲ့အမျိုးသမီးတစ်ယောက်ကကောင်မလေးကိုတနာစိတ်ဖြစ်မိတာကြောင့်သူမကိုအိမ်ပြန်ခေါ်ချင်ခဲ့ပါတယ်ဒီတော့ကြေးရွာသားတွေဟာအယံဝမ်းသာနေကြပြီးသူတို့ဟာနောက်ဆုံးမှာမကောင်းဆိုးဝါးလက်ကနေလွတ်သွားပြီလို့ထင်နေကြပါတယ်ဒါပေမဲ့ကောင်မလေးကကံကောင်းဒေဝီတစ်ပါးဖြစ်ပြီးတိရစ္ဆာန်အားလုံးရဲ့ဘာသာစကားကိုနားလည်နိုင်နေဆိုတာသူတို့မသိကြပါဘူးကောင်မလေးဟာကြေးရွာတွေကတိရစ္ဆာန်တွေနဲ့လည်းမိတ်ဆွေဖြစ်လာခဲ့ပါတယ်ကြေးရွာသားတွေကကောင်မလေးကိုမောင်းထုတ်တာမြင်တော့ခွေးကလေးဟာဒေါသထွက်သွားပြီးသူကရည်ရချက်ရှိနဲ့ကြေးရွာသားတွေရဲ့ခြေထောက်အောက်မှာကြောက်တုံးတုံးကိုကန်လိုက်ပြီးရွာသားတွေကိုချော်လဲအောင်လုပ်ခဲ့ပါတယ်အဲ့ဒီဟာကြောင့်လည်းကောင်မလေးကိုမောင်းထုတ်ဖို့ပိုပြီးစိတ်ပိုင်းဖြတ်မိစေခဲ့ပါတယ်ဒီလိုနဲ့ကောင်မလေးဟာမွေးစားမိသားစုစီခေါ်သွားခံရပြီးနောက်မိမရဲ့သားကတီးသွားတဲ့အခါကောင်မလေးနဲ့အတူနေဖို့ကန့်ကွက်ခဲ့ပေမဲ့လည်းမိမကကောင်မလေးကိုတနာတာကြောင့်ဆက်ထားဖို့ဆုံးဖြတ်ခဲ့ပါတယ်အဲ့ဒီအခါသားဖြစ်သူကဒေါသထွက်ပြီးသူ့ကြောင့်အိတ်ကိုပြစ်ချကထွက်သွားခဲ့တာကြောင့်အဖေဖြစ်သူကမြ мян လိုက်ရှာခဲ့ပေမဲ့အချိန်တော်ကြာနေရတောင်ကောင်းလေးဟာပြန်မလာခဲ့ပါဘူးအဲ့ဒီအခါကောင်မလေးကတစ်ပင်ပေါ်ကငှက်တွေကိုကောင်လေးကိုမြင်ဖူးလားလို့မေးခဲ့ပြီးဒီနေရာကိုသိရပြီးနောက်ကောင်မလေးကပြေးထွက်သွားခဲ့ပါတယ်ကောင်မလေးကနောက်ဖေးမှာကောင်လေးကိုတွေ့ခဲ့ပေမဲ့လည်းကောင်လေးကသူမကိုအယမ်းမုန်းနေခဲ့ပါတယ်ဘာလို့ဆိုကောင်မလေးကအိမ်ကအစားအစာတွေကိုယူသွားမှာကိုစိုးရိမ်နေခဲ့လို့ပါအဲ့ဒီအခါကောင်မလေးကသူမမအစားအစာဘယ်တော့မှမခတ်ဘူးလို့ပြောပြီးသူကခွေးကြီးကိုအရင်ကဘဲဥတွေယူလာခိုင်းခဲ့ပါတယ်အဲ့ဒီအချိန်ကောင်လေးကိုအယမ်းအားတင်သွားစေခဲ့ပါတယ်အဲ့ဒီမိသားစုမှာဘဲဥတွေအကြာကြီးမစားဘူးတာကြောင့်မိသားစုတစ်ခုလုံးကလောဘတက်နေကြပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာကောင်မလေးရဲ့မွေးစားဖခင်ရဲ့ယောဂကပိုဆိုးလာခဲ့တာကြောင့်ကောင်မလေးကသူ့ရဲ့မွေးစားဖခင်ပြန်ကောင်းအောင်လို့တောင်ပေါ်မှာဆေးဖက်ဝင်ပင်တွေရှာဖို့တိတ်တဆိတ်ပြေးသွားခဲ့ပါတယ်ဒီလိုနဲ့သူပြန်လာတဲ့အခါတော့ခွေးကြီးကသူ့မွေးစားဖခင်မြစ်ထဲကျပြီးအနေရရှိနေတယ်လို့ပြောခဲ့တာကြောင့်ကောင်မလေးကသူ့မွေးစားဖခင်စီကိုချက်ချင်းပဲပြေးသွားခဲ့ပါတယ်အဲ့ဒီအချိန်ဆရာဝန်ကစစ်ဆေးပြီးတိတ်နောက်ကျသွားပြီလို့ပြောလိုက်တာကြောင့်မွေးစားမိခင်နဲ့တားဖြစ်သူကအဲ့ဒီစကားကြတော့အယမ်းစိတ်ထိခိုက်သွားခဲ့ကြပါတယ်ဘေးနာကကြေးရွာသားတွေကတော့ဒါတွေအားလုံးဟာကောင်မလေးကြောင့်လို့ထင်ခဲ့ကြပါတယ်ဒီအချိန်မှာကောင်မလေးကဆေးဖက်ဝင်ပင်တွေထုတ်ပြီးဒါကသူ့မွေးစားဖခင်ကိုကုသနိုင်တယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့ကြေးရွာသားတွေကမြင်တော့ကျမ်းပြင်ပေါ်တန်းပစ်လိုက်ကြပြီးအဲ့ဒီဟာကတာမန်ကျိုးရဲ့နေတဲ့တစ်သားတွေပဲလို့လည်းဆိုခဲ့ကြပါတယ်ဒါပေမဲ့မွေးစားမိခင်ကကောင်မလေးကိုယုံကြည်နေခဲ့ပြီးသူမကဆေးပင်တွေကိုခင်မုန်းစီပေးဖို့အသင့်ရှိနေအောင်မှာကြေးရွာသားတွေကသူမကိုတားဆီးလိုက်ကြပါတယ်ကောင်မလေးယူလာတဲ့ຢာတွေကပိုဆိုးတဲ့ကန်ဆိုးမှုတွေကိုယူလာမယ်လို့သူတို့ထင်ခဲ့ကြပါတယ်မွေးစားမိခင်ဟာကြေးရွာသားတွေရဲ့ချုပ်ကင်မှုကနေလွတ်အောင်စူးစမ်းနေတဲ့အချိန်မှာပဲကောင်မလေးကမြ мян ပဲဆေးပင်တွေကိုသူ့မွေးစားဖခင်စီပေးလိုက်တာကြောင့်မွေးစားဖခင်ဟာစက္ကန့်ပိုင်းတွင်းမှာပဲပြန်လည်နိုးထလာခဲ့ပါတယ်